hello တဲလားတဲမကြောက်ပြေးတယ်နော်တဲလားဟုတ်တယ်မောင်ပြောတယ်တဲမလုံးနဲ့ထွက်ကြကုန်လို့မတရှိရှိနဲ့ချစ်တာဘာလို့လဲဦးကြီးလည်းခဏအိမ်ပေါ်လာကိုလို့ပြေးကိုမောင်ပြောတာချက်ပြေးသွားတာချစ်တာပါဦးကြီးလေးဖုန်းတော့မပြောရင်အေးနေတော့ပါလေကွာလက်ပါရင်လာမသိဘူးဒီနာမနက်တည်းဖြစ်စီဘာရပြသွားလဲတဲ့ရတယ်ကွာအရန်ချွဲအောင်ရဒီကဟာဟာနဲ့ချင်းလုံးလုံးပဲချွဲရတယ်ရှောင်းကုန်ပြီကိုရောမောင်ရောမောရှက်တယ်မောရှက်တယ်အဲ့ဒါကြီးတော့ဒီရှိဒီမှာကြာတယ်ဖုန်းချလိုက်တော့မနော်အဲ့ဒါဖုန်းချလိုက်တော့မနော်ဒါလည်းနော်ဘုန်းကြီးကဖုန်းချတာတိကျတယ်ပြန်လာမလားအော်မချဘူးမချဘူးအော်တချင်းစုပြရမယ်တဲ့တိတ်ချွဲရတယ်ကွာစုပြမယ်နော်စုပြပြီးအေးရမယ်နော်စုပြပြီးအေးရမယ်နော်အေးအဲ့လိုကောင်းနေနေတယ်သူပြောရတယ်မဟုတ်ဘူး ဘုန်းကြီးကပြောတယ်လေဆက်လို့ချက်ဘူးသူတို့ပြောလိုက်တာလို့ချွေချွေကိုကိုချွေတေးလေးကိုကိုတေးလိုက်တယ်ကျွန်တော်ချောင်းဝရောက်နေလို့ခဏလေးလိုက်တိတ်ပါဟုတ်တယ်ဟယ်လိုနည်းနည်းပြောအောင်ဟယ်လိုဟုတ်တယ်ကိုကြောက်လားဟောကြောက်နေတယ်ဟယ်လိုကြားလားဟယ်လိုကြားလားချောင်းဝရောက်တယ်ဖုန်းလည်းမကောင်းတာလမ်းလည်းမကောင်းဘူးလမ်းလည်းမကောင်းဖုန်းလည်းမကောင်းဒါပေမဲ့ပွဲကြည့်ရလားလိုင်းလည်းမကောင်းဖုန်းလည်းမကောင်းလမ်းလည်းမကောင်းဒါပေမဲ့ပွဲကြည့်တဲ့လူတွေအားလုံးကချစ်စရာတော့ရမ်းကောင်းကြတယ်တယ်ကြည်နေတယ်နော်မဲကြည်နေကြဗျာကိုတူနိုင်ဟုတ်နိုင်လေသူနဲ့တော့ခေါ်ပြီးပြောပါလားဘယ်ချုပ်မပေးဘူးဘယ်ချုပ်ကခေါ်တာတော့တူနိုင်အမေပြေးလိုက်အကျွေးပြလိုက်ဟိုဘုန်းနဲ့ကိုဆက်ပြီးအကျွေးတောင်းပါပြီဒီကွာအဲ့ဆိုလည်းဒါပဲဘယ်သူပြောမလဲဟိုရဒီဖုန်းလာတယ်ဖုန်းလာတယ်အဲ့ဖုန်းမဟုတ်ဖုန်းလာတယ်လားဖုန်းလာတော့ဟိုဆွေကောင်းနဲ့ဟောငါ့ဒီကိုဖုန်းပြောတာကမလေး